こんにちは。အခုက Samuel နဲ့နီးလာတဲ့ခါကျတော့စာလုပ်ရင်းနဲ့ဒီ reading တစ်ပုဒ်ကိုပေါ့နော် sharing လုပ်ပေးလိုက်ပါတယ်။日本で働く外国人や留学生コースの住まいにはいろいろなタイプがある。ဒါဆိုဂျပန်မှာအလုပ်လုပ်တဲ့ပေါ့ဒီနိုင်ငံခြားသားနဲ့ပတ်သက်ပြီးတော့ပညာရေးသင်ကျောင်းသားတွေကဆိုရင်ဒီနေထိုင်မှုတွေမှာเนาะအမျိုးမျိုးသောဒီ type ပေါ့เนาะအမျိုးအစားတွေရှိကြတယ်တဲ့။今回は若い人に人気のあるゲストハウスとホームステイについて考えてみようဒါဆိုရင်သူကပေါ့နော်ဒီ guest house နဲ့ဒါမှမဟုတ်လို့ရှိရင်လေဒီ home stay နဲ့ပတ်သက်ပြီးတော့မှသူကစဉ်းစားကြည့်ကြစို့တဲ့ guest house とはguest house ကကြတော့လေသူက一つの家でတအိမ်ထဲမှာပေါ့နော်သူက住めい共同生活เนาะအဲ့တော့သူကစမိတ်ကျော်သူစိတ်ခတ်ဆိုတဲ့ကကြောင်အားလုံးပေါ့နော်ဒီစုနေတဲ့ဟာမျိုးကိုပြောချင်တာပေါ့နော်စိတ်ခတ်するものを言うတဲ့ရှင်ရှိつは別々だがဒါဆိုအခန်းနေရတော့ပေါ့နော်သူကဟို別々ဆိုတာတိချတော့ဖြစ်ပင်မယ်လေတဲ့ kitchen ရတဲ့bathroom ဆိုတာကကြ bathroom နေရကြတော့ပေါ့နော်ဘတ်ဒရွန်နေရာကြတော့သူကဘာဖြစ်မလဲဆိုလို့ရှိရင်ကျော်တို့ဖြစ်တယ်ပေါ့နော်ဒါဆိုရင်ねအီရိုနာတဲ့ခုခုစက်ကီဆိုတော့ဒီမျိုးမျိုးတော့ပေါ့နော်ဒီနိုင်ငံသားတွေရှိမယ်ပေါ့နော်အဲ့တော့ကျော်တို့ဆိုတာ sharing တွေလုပ်ကြမယ်ပေါ့သူတို့တွေကအဲ့တော့ sharing လုပ်ကြတယ်ဘယ်လိုလူမျိုးတွေလဲဆိုရင်နိုင်ငံသားတွေမျိုးမျိုးရှိမယ်နောက် nan rate အသက်အရွယ်မျိုးမျိုးရှိမယ်နောက် shock ကျော်ပေါ့အလုပ်ကိုင်းမျိုးမျိုးရှိမယ်ပေါ့အဲ့လိုလူတွေကဆိုလို့ရှိရင်ね一緒にအတူတကွာကိုစုမှုတော့တဲ့เนาะသူတို့ကနေထိုင်တဲ့အတွက်ကြောင့်မို့လို့တဲ့ဤဘုံကအဲ့တော့သူတို့ရဲ့ဒီယဉ်ကျေးမှုတွေပတ်သက်တဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကိုခိုရီယူကဒါလို့ရှိမဲ့လို့ဆိုတော့ပျော်ပျော်ရွှင်ရွှင်နဲ့သူတို့ကဖလှယ်လို့ရမယ်နေဟွန်ငောတခဲတဲ့နခုဆိုတော့ဂျပန်ဘာသာစကားနဲ့မကပဲနဲ့ဤခုツモの言葉がစခဝါတွေလို့နော်တဲ့အဲ့တော့စကလုံးအများတွေပေါ့နော်သုံးပြလိုက်တဲ့အတွက်ကြောင့်မို့လို့ဂောဂခုနောဂခုရှုနိမိုနာကဲဒါဆိုလို့ရှိရင်သူကဘယ်လိုဟာမျိုးပြလို့ရှင်ဒီ language point တွေပေါ့နော်အဲ့ဒါတွေကိုချင်းချင်းsharing လုပ်လို့ရမယ် play လို့ရမယ်သင်လို့ရမယ်လို့ပြောချင်တာပါဒါဆိုရင်ထတာညာတော့အဖြစ်ကတော့ hoka no shito to သူက nakayoku yaru tame ni wa ဒါဆိုရင်းနှီးဆက်ဆက်နေတဲ့နေရာမှာပေါ့နော်သူကဘာတွေဖြစ်မလဲဆိုလို့ရှင်sakyoku teki ni kakawaတာရီဆိုတော့ဒီ positive ပေါ့နော် thinking နေသူရှိဖို့အတွက်လိုအပ်တယ်တဲ့ aite no hanashi o yoku kiku taido mo hitsuyo တဲ့အားလို့ဆိုတော့တစ်ဖက်လူရဲ့ပြောစကားကိုသူကဒီ cue decide ပေါ့နော်နားထောင်တဲ့ဒီအလေ့ကျင့်လေးရတော့မရှိမဖြစ်လိုအပ်တယ်လို့ပြောထားပါတယ်ဒါဆို home stay သူကကြတော့ home stay ကကြတော့ဘာကွာလဲဆိုတော့စောစောကပေါ့နော်guest house နဲ့ဘာကွာလဲဆိုတဲ့ကွာခြားချက်လေးချက်ကြည့်မယ်နော်ဒါဆိုရင်一般の日本人家庭တဲ့ကကြတော့ဂျပန်ရဲ့ပေါ့နော်ဒီတာမန်ဒီမိသားစုတွေပေါ့နော်အဲ့ဒါကဆက်ရစိတ်ခတ်ツတွေပေါ့နော်သူတို့ရဲ့လူမှုနေထိုင်မှုဘဝပုံစံတွေပေါ့ဒါဆိုရင်今の日本の文化や習慣を知ることができるဒါဆိုဒီသူတို့ရဲ့ဒီအလေးကျင့်တွေပေါ့နော်မန်နာတွေကိုအသိယူနိုင်ပြီးတော့မှ日本語の上達にもつながるဆိုတော့ကကြတော့ဒီတိုးတက်မှုတွေနဲ့ပေါ့နော်သူတို့ချိတ်ဆက်ပြုလုပ်နိုင်မယ်တဲ့本当の家族のように親しい関係が生まれることもあるဆိုတကယ်မိသားစုပုံစံအတိုင်းပဲသူကနေထိုင်တဲ့ပုံစံမျိုးလို့ဆိုပြောချင်တာပါဒါဆိုရင်နန်းနန်းမို့စုကိုစုことは難しいကတဲ့ဒါဆိုရင်ဘယ်နှစ်ပဲပေါ့နော်ဒီကုံဆုံးသွားပါစေ日本になれるまでのဒါဆိုဂျပန်မှာကျင်သားအသားကြတာပေါ့နော်ဒီကျင်သားရတဲ့အသားကြတဲ့အချိန်ဖြစ်တဲ့1から2ヶ月利用する留学生にဝါဆိုတော့ဒီပညာရေးသင်ကျောင်းသားပေါ့တစ်လတော့မဟုတ်2လလောက်နေတဲ့ပညာရေးသင်ကျောင်းသားအတွက်ဆိုလို့ရှိရင်တော့ဥစုစမဲတာ recommend ပေးပါတယ်တဲ့ဆိုရဲနောတခုချောအိုးရှိတဲ့အဲ့ဒါဘီတိုက်ဆိုတော့အဲ့တော့တခုချင်းစီလေးလာပြီးတော့ပေါ့နော်သူကအဲ့ဒီဟာတွေတည်းကမှမှန်ကန်တာတခုကိုသူကရွေးချယ်ခြင်းပါတယ်လို့သူကပြောထားပါတယ်မင်္ဂလာညချမ်းလေးဖြစ်ပါစေ